မိခင်တက်တာတစ်လုံးကရှိတဲ့နဲ့၄ချိန်ထက်ပိုလေးတက်လာဒီများစုကမိခင်တက်တာဝင်မယ်ဆိုလို့ရှိရင်တော့၄ချိန်ကိုထည့်ပြီးတော့စဉ်းစားတတ်ကြပါတယ်မိခင်တက်တစ်လုံးကပိုလေးလေးပိုပြီးမိထန်ခံနိုင်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့မိခင်တက်တစ်လုံးကတာမန်၄ချိန်ထက်ပိုလေးတာပဲဖြစ်ဖြစ်ပိုပေါ်တာပဲဖြစ်ဖြစ်မိထန်ခံနိုင်အားလုံးကတူတူပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိခင်တက်တစ်လုံးကရှိတဲ့နဲ့၄ချိန်ထက်ပိုမလေးတင်ပါအောင်နော်ဒါကြောင့်မလို့မိခင်တက်တာတစ်လုံးဝယ်မယ်ဆိုလို့ရှိရင်ငွေသားဘယ်လောက်ဆန်လဲလက်ဝတ်ရတနာတွေနဲ့စာတွေကိုသူစီရဲ့တင်ဆက်လို့ရလားလိုလော system တွေပါတယ်ဆိုတဲ့အကြောင်းကိုထည့်သွင်းစဉ်းစားသင့်ပါတယ်ဒါကြောင့်မလို့ငွေသား3,200နီးပါးဆန်ပြီးလက်ဝတ်ရတနာတွေနဲ့စာတွေကိုသူစီရဲ့တင်စီထားလို့ရတဲ့အပြင် loss system ဘိုင်းမှာလည်း high technology loss system ပါတယ် hardware က Starwatt TV ကိုရေးချယ်ပို့ပြီး comment ပေးပါရရှင်ဒါဆိုရင်တော့ Starwatt TV လေးကိုဝယ်ချင်တယ်ဆိုလို့ရှိရင်တော့အမှတ် 7A မိုးကောင်းဖျားလန်ရန်ကင်းမြို့နယ်မှာရှိတဲ့ hardware show ကိုလာရောက်ဖို့ဖိတ်ခေါ်ရပါတယ်